တို့မိသားစုမဲဆောက်ကနေတနားရီလောက်ပဲသွားရတယ်ဝါတာပတ်လေးတစ်ခုကိုဒီထရစ်လေးထွက်ခဲ့ပါတယ်ဝင်ကြီးရတယ်အရန်တန်ပြီးတော့ဒီမှာကစားဖို့နေရာကြီးရတယ်အပြည့်ရှိရဆိုတော့လော့လေးကိုဆုံးထိလိုက်ကြည့်ပြကြအောင်နော်ရေကူးဝတ်ဆောင်ရတယ်မဖြစ်မနေငှားစေရမလို့ပါဘူးမဲဆောက်ကနေပြီးတော့ဒီကိုဘယ်နှစ်နာရီလောက်ကနေစထွက်လာတင်လဲဆိုတော့ခွန်ယူဒီဘလော့လေးဒီမှာပြပြပေးသွားပါမယ်Hi everyone ခွန်ရုပ်လောမချစ်ဆိုပါရခွန်ရုပ်ခုတကွန်းဆိုရဝါတာပတ်လေးကိုရရှိနေရပဲဖြစ်ပါတယ်။ဒီအနေနဲ့ကတော့ခလေးရောလူကြီးရောတယောက်ကိုပတ်90ပဲပေးခဲ့ရပါတယ်။ဒီကစောစရာတွေအကုန်လုံးကတော့ဒီပတ်90ထဲမှာအကုန်ပါပါတယ်။ဒီမှာထိုင်ကုန်ဘိုးတွေလည်းထပ်ပြီးတော့ပေးစရာမလိုပါဘူးเนาะ။ရေစောဖို့နေရာကတော့2နေရာရှိပါတယ်။ဒီဘက်အောက်ဘက်ချမ်းမှာ1နေရာအပေါ်ဘက်ချမ်းမှာ1နေရာဆိုပြီး2နေရာရှိရပေါ့เนาะ။အရင်ဆုံးခွန်ရုပ်ကတော့ရေမကစားခင်ဒီမှာဖိုတိုလေးအရင်ပတ်ရိုက်ပါတယ်။လူကတော့လေတော်တော်လေးတော့များပါတယ်ဒီမှာဆိုလို့ရှိရင်အောက်ဘက်ဆင်းတဲ့ဟာ2နေရာလောက်ရှိရပေါ့နော်ဒီမှာခွန်ရွက်တရားဘက်ချောင်ထပ်ပြီးတော့သွားကျင်လာဆိုတော့တရားဘက်ချောင်ထပ်ပြီးတော့ဆင်းလာပါတယ်နေရာကလေတော်တော်ကျယ်တာပါဒီမှာခွန်ရွက်တွေးခဲ့ရတော့မူကထရီလည်းစားလို့ရတယ်ပေါ့နော်ဖိုတိုရိုက်ရတော့ရှယ်လှပါတယ်ခွန်ရွက်တို့ပြီးရေစော့မှာဆိုတော့ဒီမှာအရင်ဆုံးလှနေတဲ့အချိန်လေးမှာပဲရိုက်ရတာပေါ့နော်သူကလေဝင်ကြီး90ပဲပေးရပါတယ်ပြီးတော့ဒီမှာရှိရဲ့ဟာအကုန်လုံးဆော့လို့ရတယ်အ90ထဲမှာလူကြီးရောခလေးရောပတ်90ပေးရတယ်100အောက်အရက်စင်တီမီတာ100အောက်ရှိရဲ့လူတွေဆိုလို့ရှိရင်အသက်ကအင်ကြီးတွေပေးရပေါ့နော်အဟာလေးဝတ်ပြီးတော့ဆော့ရပါတယ်ပြီးတော့ခွန်ရွှေ6ကြည့်နေရဒီထိတောင်ရောက်လာရပေါ့နော်ဒီဘက်ချမ်းမှာတော့လူကတိတ်ပြီးတော့မရှိတော့ဘူးဒီမှာဘောကွင်းနေလဲငှားလို့ရတယ်ရေကူးဝတ်စုံမပါလာလို့ရှိရင်လည်းဝယ်လို့ရတယ်ပေါ့နော်ဖိုတိုကလေရိုက်လို့တော့မဝအောင်တကယ်လှတာသူပြင်ဆင်ထားတဲ့ဟာတွေရတယ်လေ။နေရာကိုခွန်ယူမနစ်ကတည်းကလာချင်နေတာပေါ့နော်။မနစ်ကဆိုလို့ရှိရင်အောက်ဘက်ချမ်းမှာတော်တော်လေးစီရဲဒါပေမဲ့အပေါ်ဘက်ချမ်းမှာတော့မရှိဘူးပေါ့နော်။ခွန်တို့အရင်တစ်ခေါက်လုံးကလာတော့ဆိုလို့ရှိရင်ဒီရွေလာရှောသေးတွေကိုပြင်နေတဲ့အတွက်ကြောင့်ပိတ်ထားရဲပေါ့။အခုအပေါ်ဘက်ချမ်းမှာပါရေကူးကန်တဲ့အတူတူဆော့လို့ရပါတယ်။ပြီးတော့ဒီထဲကိုအစားတောက်တွေတော့ယူဆောင်ခွင့်မပေးဘူးဆေးလိပ်တောက်လို့မရဘူးဒီမှာရှိရဲမုတ်တွေပဲဝယ်စားလို့ရရပေါ့နော်အပြင်ကဝယ်လာမျိုးတော့လုံးဝမရပါဘူးခွန်ယူကြီးရတဲ့တော့ကတော့အစားတောက်တွေကလေဈေးကြီးရဲ့ထဲတော့မပါပါဘူးလူချင်လို့ဆိုလို့ရှိရင်လည်း10ဘတ်လောက်ပဲရှိပါတယ်အေးဖြော်ရည်လို့ဆိုလို့ရှိရင်လည်း25ဘတ်30ပေါ့နော်ဒါပေမဲ့ပေါက်စီရတော့ဈေးကြီးပါတယ်ဒီမှာတော့ဖိုတိုရိုက်ရလုံးဝ share ပါပဲခွန်ယူဆိုလဲလေလှနေတဲ့အချိန်မှာပဲရိုက်ခဲ့ပါတယ်ခဏနေတော့ရေကူးဖို့လုပ်တယ်ပေါ့နော်ခွန်ယူတို့ရဲ့အိမ်ကနေပြီးတော့အဝတ်စားတွေပါလာပါတယ်ဒီမှာအထုပ်လိုက်ကြီးနဲ့အုပ်ယူလာတာပါခွန်ယူတို့တွေနေကင်း12နာရီလောက်ကစထွက်တယ်တနာရီလောက်တပ်ပတ်ကိုရောက်ပြီးတော့ကော်ဖီဆိုင်လေးဝင်လိုက်သေးပါတယ်ပြီးတော့မှဒီကိုညနေ4နာရီလောက်ခွန်ယူတို့ဝင်ခဲ့ရပါတော့ဒီဟာတွေစောရတယ်အရန်ခတ်တယ်ပေါ့နော်ခွန်ယူတို့ဒီမှာအပေါ်တော့မရောက်နိုင်ပါဘူးခွန်ယူရဲ့အဖေညီမလေးရဲ့ပြိုင်စော့မယ်ဘသူအရင်နိုင်မလဲဆိုပြီးတော့လောက်တာပေါ့နော်ဒါပေမဲ့ဒီမှာတော်အပေါ်ရအောင်မနဲ့တက်ရပါတယ်ပြီးတော့လေဒီအောက်မှာဆိုလို့ရှိရင်ခလေးလေးဆိုလို့ရှိရင်အသက်ကဲအင်ကြီးလေးကိုပေးဝတ်တယ်ပေါ့နော်ဒီကိုရောက်လို့ရှိရင်မဖြစ်မနေဓာကြီးကို try ကြည့်ပါတော်စော့ခတ်ပါတယ်ပြီးတော့ခွန်ယူရှော့စီးတာပေါ့နော်ရှော့စီးတဲ့အချိန်မှာလေတော်ကိုရုပ်ကြရနိုင်သွားပါသေးတယ်ဒီမှာပြုတ်ကြပါပြီနှစ်ယောက်စလုံးခွန်ယူစော့ခဲ့အကြာကြီးပဲအသားတွေလည်းနာရေတွေလည်းမွန်းပေါ့နော်ဒီမှာရှော့စီးရဟာတော့ခွန်ယူဘလော့တယ်မထည့်တော့ပါဘူးတော်ကြည့်ရဆိုလို့ပါခဏနေလဲကြာဒါကတော့ခလေးရောလူကြီးရောကူးလို့ရရေကူးကန်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ပူသက်စေးနဲ့နေရတော့တော်တော်ပြင်းပါတယ်ညနေ9နာရီ6နာရီလောက်ရှိသွားပြီဆိုတော့လေနေလဲကြာပြီးတော့တော်တော်ကူးလို့ကောင်းတယ်ရှေ့ပိုင်းကတော့ခလေးတွေတော့ပေါ့နော်နောက်ကတော့ကြာတော့ခွေတို့ရေလူကြီးတွေအတွက်ဆိုပြီးတော့ထားပေးထားပါတယ်ဟိုးဘက်ထိတ်ဆုံးကတော့တော်တော်လေးနှက်ပါတယ်ဒီဟာကလေမနက်9နာရီကနေည9နာရီထိကိုဖွင့်มาเนาะအေးစစ်စစ်လာဆော့ရှင်တဲ့သူတွေတွက်ဆိုလဲအရန်အဆင်ပြေပါတယ်ညဘက်ဆိုဒီလိုမီးလေးတွေလည်းထုံးထားပါတယ်နေဝင်ခန်းကြီးကလေတော်တော်လေးကိုလှရဒီတောင်ဘေးနားမှာနေကိုနေဝင်ဝါကိုခွင်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဝင်ကြီးလေးကလည်းဖဲဖြစ်ပြီးတော့ခွင်တို့မဲဆောက်နဲ့လည်းတိတ်မဝေးရဆိုတော့ဒီနေရာလေးကိုတောက်ဖို့တော့ခွင်ပြောချင်ပါတယ် location လေးကိုလည်းခွင်ချပေးထားပါမယ်เนาะဒီနေ့ဘလော့အတက်တော့ပါပဲရှယ်ဆုံးတိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်